သမီးကိုစင်မေးရမှာမိဘရဲ့တောင်းဝင်မဲ့လေတက်ကရွှေစင်ခိုင်းနေရလည်းမဟုတ်ဘူးမအေကိုတနာလို့ရွှေမတောင်းမနဲ့အဝတ်အစားလေးစင်ခိုင်းနေဟာဘူးခမရဘာတောင်းဝဲမှလည်းမကြည့်ဘူး မိကိုအဲ့လိုစောစောကားတော့မပြောပါနဲ့သမီးရဲ့မိဘဆိုတာကျွေးကျေးဇူးတို့မွေးကျေးဇူးတို့ရှိပါတယ်သမီးရဲ့ ဘာကျေးဇူးလဲခမရတို့ကမြင်ကြောထားလို့ကြောက်ကလူဖြစ်လာပြီခုလိုစင်းစင်းရင်းနဲ့နေရတာမိဘကမွဲတော့လေကိုအီးစားလေသူများနောက်ကိုပေါက်သွားပြီအဲ့ဒါလားကျေးဇူးက ဝင်ကြည့် ရှိရှိတုတ်ပြန်တယ်ဘာဖြစ်လာလဲမပြောဘူး ဘာဖြစ်ရမလဲမကြည့်တဲ့ ဘယ်မှာလဲငါပြနေပြီလေ ဟုတ်တယ်ဒီမှာအဲ့ဒါကြီးဒီတိုင်းပေါ်မှာလည်းပြတ်နေပြီပြီးတော့လေရွာထဲကလူတွေလည်းကြိတ်ရင်နေကြပြီနည်းနည်းပပလည်းနှစ်သမီးကိုဆုံးမပါအောင်ဝင်ကြည့်ရဲ့ငါကလေတာသမီးကြီးကိုချင်းစာလူလာပြောတာနော် ငါတော့လေအတ်သမီးလေးကိုဖတ်တဆူလေးဆိုပြီးငါတော့လိုလိုက်တာငါတို့မဆုံးမအောင်သူအလိုအရှက်မခွဲတင်ပါဘူးဟိုတန်းနဲ့သူကကျော်နိုင်ဦးနဲ့ကြိုက်နေတာမဟုတ်လားတကယ်ချင်း ဟဲ့ကျော်နိုင်ကအဲ့ဒီနဲ့ဖြစ်နေတာမဟုတ်ဘူးလားဟောတိပြီအဲ့ဒါကြောင့်မို့နှစ်သမီးကြီးကျော်နိုင်ကိုရွက်ပြောလေအဲ့ဒီကောင်နဲ့တွဲနေတာဖြစ်မှာပေါ့ ဘယ်လိုပဲအရွယ်တက်တိုက်မိန်းကလေးပဲလीကိုပဲနစ်နာမှာပေါ့တကယ်ချင်းငါတို့တေးတာတေးချင်တယ်မပြောရင်ငါတို့ရှက်လို့တေးတာတေးချင်တယ်ဒါနဲ့သူတို့ကလို့တို့တွေ့ကြတာလေ ငါသမီးပြောတာတော့လေဟိုလိုင်းပေါ်မှာတွေ့ကြတာတဲ့ တော်တော်ဒုက္ခပေးတယ်လိုက်ပါလိုက် ဘယ်တော့ အော် ဗျာ ညာ တရား ဝင်ကြည့်အဲ့ဒီကောင်ဒီမှာကျဲမကြည့်တဲ့ ဟဲ့နေရဘယ်ကောင်လဲငါသမီးဘယ်လိုပတ်သက်တာလဲဟမ် ဟာဗလိုင်းပါလားဗျာဒီမှာနေအန်ဒီရဲ့သမီးကမူးနေလို့ကျုပ်ကအိမ်လိုက်ဖို့ပေးတာဘယ်နဲ့ဗျာကျေးဇူးမတင်နဲ့ပြင်ရန်တောင်ထုံပြနေသေး နေရခွင်းနဲ့ရှူတိုက်ပြီးတော့ခွင်းစုပ်ထိုးပေးတော့ငါကျေးဇူးတင်ကြလားဟဲ့ အမေဘာမှမသိရနဲ့ဝင်မပြောပါနဲ့ ဟုတ်တယ်ဒီမဲ့သဘောပေါက်တော့ဘာသာပြန်ပေးလိုက်စမ်းပါဟာ ဟဲ့ဒီမစက်ပတ်ထားလိုက်တော့နေ ဟုတ်တယ်အမေရဲ့ဒါကျုပ်တငယ်ချင်း ဘယ်တော့တငယ်ချင်းလဲဘယ်တော့သိတာလဲဟမ် မနေရမှသိတာကြာလာပြီ ဖိခွင်းတဲ့ဆက်ခွင်းအောင်ရှေ့ရကြိုက်မဲ့ပွင့်မှုအနောက်ကချမ်းပိုက်မဲ့ခွင်းတဲ့ဆက် အမေတော့ပါတော့ ဒီမှာဟောဒီကမျက်နှာလေးကြောင့်မလို့ခင်ဗျားကြီးကိုတီးခံနေတာနော် ပါတယ် အဲ့ဒါဆိုကိုပြန်တော့မယ် See you next year Okay see you bye bye တတာကြည့်တယ်ကွာ ဝင်ကြည့်နှစ်သမီးကြီးတော်တော်မရိုင်းနေပြီနော်ဝင်ကြည့်ရှောင်းကြည့် တော်လေးသူကိုခဲ့ရဲ့ကျောင်းပြေကိုကြည့်ကြည့်ပါဦးကျုပ်ကိုလေရှစ်တပီးဆိုတဲ့ကျုပ်ကိုဘာလို့ထားရတာတော့ စိတ်လျှော့ပါဝင်ကြည့်ရဲ့ဘယ်လိုထိပုံးနေပြီတော့ မေကျုပ်ကိုပတ်စံပေး ဒီကဒါလိုပဲနေတယ် ရွာရှင်လောင်းလဲကြလို့ရှိရင်ဝတ်ဖို့ဝတ်လို့နေပြီ ဟောတပီးဖျားပွဲတော့ဝတ်ထားတယ်ဝတ်စားလေးပဲပြန်ဝတ်ပါလားသမီးရဲ့တခါပဲဝတ်ထားပါသမီးရဲ့ အဲ့တခါဝတ်ပြီးသားမလို့ကိုမဝတ်ချင်တော့တာတော်ကြနေမိတန်းနဲ့တော့အလူပွဲလဲတာဖျားပွဲလဲတာဆိုပြီးတော့မှရွာလူတွေကကဲ့ရဲ့ကြမှာကျုပ်ရှက်တယ် သမီးရဲ့သူတို့ကသူတို့ရှိလို့ဝတ်တာလေအမေတို့ကရှိမှမရှိတာသမီးရဲ့ သားသမီးကိုစင်မေးရမှာမိဘရဲ့တောင်းဝင်မဲ့လေတက်ကရွှေစင်ခိုင်းနေရလည်းမဟုတ်ဘူးမအေကိုတနာလို့ရွှေမတောင်းမနဲ့အဝတ်အစားလေးစင်ခိုင်းနေဟာဘူးခမရဘာတောင်းဝဲမှလည်းမကြည့်ဘူး မိကိုအဲ့လိုစောစောကားတော့မပြောပါနဲ့သမီးရဲ့မိဘဆိုတာကျွေးကျေးဇူးတို့မွေးကျေးဇူးတို့ရှိပါတယ်သမီးရဲ့ ဘာကျေးဇူးလဲခမရတို့ကမြင်ကြောထားလို့ကြောက်ကလူဖြစ်လာပြီခုလိုစင်းစင်းရင်းနဲ့နေရတာမိဘကမွဲတော့လေကိုအီးစားလေသူများနောက်ကိုပေါက်သွားပြီအဲ့ဒါလားကျေးဇူးက မိဘဆိုတာလေမတက်တာတို့လားသမီးတို့မစင်တာပါသမီးရဲ့
သမီးတို့မလာလို့မချစ်ဘူးဆိုတာအမေတို့မှမရှိပါဘူးသမီးရဲ့ အဲ့ဒါဆိုမိတန်းတင်လေးကိုချစ်ချင်လို့ဆိုပြီးတော့ရည်ရွယ်ပြီးမွေးခဲ့တာလားပြော ခတ်တော့နေပါပြီသမီးရဲ့ မစင်နိုင်မဲ့မွေးတာဒီမှာတော့တစ်ချိန်လုံးမျက်နှာငယ်နေရတာအဲ့တော့သိရလား ဖတ်သမီးဘာလို့မလို့လဲသမီးရဲ့ ဒါရောက်မေဝစ်စားသွားဝယ်မလို့လေ မလုပ်ပါနဲ့သမီးရဲ့အမေသားဒီတော့တင်းကောက်ပြီးတော့စီချိမလို့လုပ်ထားတာပါသမီးရဲ့မရောက်ပါနဲ့သမီးရဲ့နော် မစင်နိုင်မဲ့မွေးတာဒီမှာတော့တစ်ချိန်လုံးမျက်နှာငယ်နေရတာအဲ့တော့သိရလား သမီးသူများလူရလဲမူရီတာပေါ်ပါရဲ့ဒါပေမဲ့ကိုမရှင်လောင်းလည်းမလိုက်ရင်လေရင်းနေရွာနေမကောင်းပြန်လိုက်ပြန်တော့လေအဝင်းစားအသေးချုပ်ရရွှေဝေးဖို့ကလည်းငါအသေးဒီကြတယ်သမီးကမတိတတ်တော့ဘုခက်ကုန်ပြီဘောဒုက္ခဒုက္ခဒုက္ခ မေခဏနေဦး ဘာလို့မလဲသမီးရဲ့အမေဖုန်းကြောင့်ဆွတ်သွားကံမလို့ ကို့သမီးတို့ကျတော့အယိုးကြီးခြံထားခဲ့တယ်ဒါနဲ့မြန်ကို့သမီးကိုချစ်တယ်လား ဟတ်သမီးဘလို့မလို့လေဖုန်းကြောင့်ဆွတ်ကံမဲ့ဟာလေ ဒါအကဲမှမကဲရသေးတာကဲနေရလဲစီမပါပြမ်းမပါနဲ့အကောင်ရေလုံးပြုတ်သေးကြီးပဲ စီရပါလို့ပါတော့မှာလေကိုတင်းနေကအမေကြိတ်မဲ့ပဲလေသမီးပဲရောင်းစားပြစ်တာလေ ကို့မရှိလေသူကသွားလို့မနေနဲ့တော့ပါ တာတော့သမီးလေနင်ကကြာလာလေငရဲများတို့ဖြစ်တော့မှာလေနင်တို့သားသမီးကိုငါမွေးမိတာငါအမပဲတော်ပါပြီငါလည်းဖုန်းကြောင့်ဆုံးမကတ်တော့ပါဘူး 我怎么就啥？有人没穿啥子嘛？个人没有，对面抓路线的这些。 အမေ သမီး အာအာ သမီးမပြတ်ပါသေးဘူး နားလေမေနားလေအာနားလေမေ ဟာသမီးလေးလက်ကျိုးသွားတာပဲသမီးစိတ်ကောင်းကောင်းထားပါသမီးရဲ့သမီးကိုလေသမီးရဲ့အကုသိုလ်တွေအကျိုးပေးလာပြီသမီးရဲ့ အာချော်လဲပါလေဆိုမှကျိုးမပါလို့နားရကြတယ်အမေရဲ့တမျိုးအာအာဘာဘီကျုပ်လည်းကတော့ သမီးလေးရဲ့ မျက်နှာတင်းတိတ်တွေကပိုဆိုးလာပါလားဘာဖြစ်တာပါလဲမေကျုပ်ကိုထမင်းကူးပေးအောင်မေကျုပ်ကိုထမင်းကူးပေးအောင်ပြောတယ်မကြောက်လားမေကျုပ်ကိုထမင်းကူးပေးအောင်ပြောနေလေမကြောက်လား သမီးရဲ့ကိုယ့်ကိုခူးစားလို့ရရတာနဲ့အမေတနခါလေးနေလို့ပါ ဒီမှာကျောင်းလက်ကပတ်တီးစီတာဒီပတ်တီးနဲ့ဘလို့ထမင်းကူးစားမှာလဲဘာလဲခမရဒီရွယ်ကြီးတော့လင်းငယ်ရှာခြင်းနေသေးရလားဘာနဲ့နားလဲနော်တင်းတိတ်တွေအဲ့လောက်ထိတောင်စိုးနေရသလား အကုသိုလ်လဲအောင်နေပေါ့သမီးရဲ့ လာပြန်ပြီဒီအကူတော့ဘာမှလည်းမဆိုင်ဘူးအသွေးသားကြောင့်ဖြစ်တာဒီခေတ်မှာများလေတင်းတိတ်ကြောက်စီတွေပေါင်းလုံးလို့ကုတော့အကူတော့လည်းဘာမှကိုမဆိုင်တာအဓိကငွေရှိဖို့ပဲငွေရှိရင်လေမလှတဲ့မျက်နှာကခွဲစိတ်ပြုတ်ပြီးလှအောင်လုပ်လို့ရနေပြီအဓိကငွေရှိဖို့ပဲ အမေဆုံးမစကားတွေလေဘလို့မှနားမဝင်ပါလားသမီးရဲ့ဒိဋ္ဌိအယူတွေဆွဲနေပြီမှားနေပြီသမီးရဲ့သမီးအတွက်အမေရင်လေးလိုက်တာ ဒီအကောင်ကဘာဖြစ်လို့ဖုန်းစက်ပိတ်ထားရလဲမသိဘူးဟာငါ့ကိုဘလော့သွားတယ်ပေါ့ပိတ်ကြသေးတာပေါ့နောက်နေ့တစ်ချိန်ကျရင်ဒီကောင်ငါနဲ့တွေ့မယ်
စပယ်နေဘာလို့ဒီလောက်ထိအများကြီးကျွတ်နေရလဲဒီတိုင်းဆိုရင်တလားတော့ခံမှာမဟုတ်ဘူးစပယ်ကကရုံးဖြစ်သွားမှာမဲကျောက်စပယ်နဲ့အရန်ကျွတ်နေလို့လာကြည့်ပါဦး တမီးစီကလေးကျွတ်တာအများကြီးပဲဘာဖြစ်တာလဲတမီးရေ အမေဒီစပယ်နဲ့မကျွတ်အောင်ဘယ်လိုလုပ်အောင်လဲ အခုခေတ်ကလေစင်းဝါးတွေပေါ်ပါတယ်တမီးရေ အဲ့ဆိုလဲပေးလင်းငွေ ဝင်နေပါဆိုင်လို့လေတမီးရေတမီးတတိလေးထားကြည့်အောင်တမီးမှာအာကုတူတွေညားနေတာတမီးရေ အာလာပြပြီဒီစကားကျောက်စပယ်နဲ့ကျွတ်နေရတာအမေကြောင့်နေ့တိုင်းမှာငရုတ်တီးငံပြားရေးဈေးပေါ်နဲ့မြစ်ချင်ရင်းနဲ့အဲ့ဒါတွေချက်ကျွေးနေရအဲ့ဒါကြောင့်မလို့စပယ်ကလေကျွတ်နေရတာသိလားမေ တမီးတို့လွဲနေပြီတမီးရေ ဘာမှမလွယ်ဘူးစပင်ကျွတ်တာကိုတင်းတိတ်ထွက်တာကိုအကုန်လုံးအသွေးသားနဲ့ပဲဆိုင်တာတော်ပြီအမေနဲ့လည်းပြိုင်ရင်းမနေတော့ဘူးလဲထဲသွားပြီးမြင်းခေါ်ရပဲသွားနှုတ်တော့မယ် ဟဲ့ထမ်းကြတယ်ညီနဲ့အေးလက်ကလည်းကောင်းသေးတာမဟုတ်ဘူးလဲလဲစင်းမလို့လား လဲစင်းမလို့မဟုတ်ဘူးတော်ပြုံးကြီးမြင်းခေါ်ရလို့ကျွန်တော်မြင်းခေါ်ရသွားနှုတ်မလို့ ဟုတ်သားပဲညီတို့လည်းတဲ့မြက်ခွာရတဲ့တအားတန်တာငါလည်းမြက်ခွာရမစားတာကြာပြီဆိုတော့အပြန်ကြိုက်လေညီတို့လည်းလာပြီးခုမယ်နော် ဟုတ်လာခုလေးနော် အဲ့ဆိုငါလည်းလဲတဲ့ခဏသွားလိုက်ငါသမီးလေးမြက်ခွာရသွားကူတာကြားလိုက်တာဘာများဖြစ်နေပါလဲငါလိုက်တော့မဖြစ်မှာပါငါသမီးကဝိုင်းကားယူဘာလို့တော့ခတ်သွားပါလဲဒါဆိုလိုက်လို့မရတော့ဘူးလိုင်းပေါ်ကကောင်းနေပြန်တွေ့သွားရလားမသိဘူးမရှိကြဘူးလားပြောတင်ကြလေပူလိုက်တာတခါရဖွင့်နေပါလားငါခုနကြည့်တော့ပိတ်ပြီးတော့ခတ်ထားတာပါအမလီဘလို့ဖြစ်ပြီးအထင်မြင်တွေမှားကုန်ပါလေငါတမီးလေးဒုက္ခတွေ့နေပြီတင်တယ်အမလီငါလေတွေကစပားတွေကလေဒီလောက်ဆိုတော့ပဲမိတဲ့နိုလေတွေတော့ညခွာရလေးပါတော့ခုံမှာတဲဒီလိုနဲ့တော့ပြီးတော့မြက်ခွာရခူပါမဲဆိုမှစိတ်ကြီးဘူးဖြစ်မှာလေးလိုက်တာတော့ပါပြီခုတော့ငါကအိမ်ပြန်လာပဲကောင်းဟဲ့မပြုတ်ဟမ်ငါတမျိုးတွေးမိလားတွေးမိလိုက်တယ်လေညီးလက်တဲ့ဝဲသွားတာမြင်းခွာရခူးမလို့တဲ့ဟုတ်ကဲ့ခွာဟဲ့ငါတမျိုးအိမ်ပြန်မလာကြလို့ပါလားပါသမီးရေသမီးရေသမီးမိသားစုရေ
န်းတင်သမီးရဲ့မမလုံးသမီးရဲ့ဟိုဒီပြည်ရနေပြီလား သမီးအမေသမီးလေးဘာဖြစ်တာလဲသမီးရဲ့သမီးလေးမေသမီးလေးဘာဖြစ်တာ ဟာမိသားနေ သမီးလေး မိသားနေ မေသမီးလေးဘာဖြစ်တာသမီးသမီးမေသမီးဘာဖြစ်တာသမီးလေး မိသားနေ ဘာဖြစ်တာသမီးလေး ဒုက္ခ သမီးလေးကုသိုလ်ကအကျိုးရဲ့သမီးကိုပြန်ပြီးတော့ပေးပြီဗောအမေပြောထားရတာသမီးရဲ့သမီးလေးကမကောင်းရှောင်းတကယ်ကြီးကဲဆိုတာကျိုးတစ်ချောင်းနဲ့တူတယ်သမီးရဲ့အဲ့ဒီကျိုးကလေဒါနာတိလဘာဝနာဆိုတဲ့လွန်သုံးကျိုးနဲ့จิตထားတာသမီးရဲ့ငါသမီးလေးကတလုံးမကောင်းတော့အခုလိုကံကြိုးတင်းချိန်မှာပြတ်သွားတော့မသမီးရဲ့သမီးလေးပြတ်သွားလိုက်တာ တရားနဲ့ဖြေပါဟဲ့နော်ငါတို့လည်းစိတ်ထဲမကောင်းပါဘူး သမီးကိုအမေမလိုက်မယ်နော်သမီးအဖေရှိကိုရောက်သွားလူဘဝမှာအောက်ကြခဲ့တဲ့ငါသမီးလေးနောက်ဘဝကြရဲ့အောက်မကြပါစေနဲ့လို့အမေဆုတောင်းပါတယ်သမီးအမေဆုတောင်းပါ ဝင်းကြီးရဲ့ခလေးအသိမဖြောင်းနေဘာလို့ရှောက်ပြောလာလဲလို့ ကိုကရဲ့ရှစ်သမီးရှစ်တော့ကိုလိုက်လာပြီရှစ်ကယူဆိုင်လိုက်ပါဦးတော့အမေချောင်းတော့ကိုအောင်လာသမီးလေးအမေသမီးလေးမေဦးတားရဲ့ပြီမော်လေးအမေစကားလေးပြောပါ